ကြောင်မဟာသူ့သားဖို့ကိုဖြော်ရည်တွေလောင်းချလိုက်ပြီးအောက်ကိုတွန်းချလိုက်တယ်။ကြောင်လေးကအလွန်အော်ပါတယ်။သူ့အဖေကလည်းမြင်သွားပြီးအံ့ဩသွားပါတယ်။အဲ့ချိန်မှာတင်းငှက်တကောင်ဟာရောက်လာပြီးကြောင်လေးကိုကဲလိုက်ပါတယ်။ပြီးတော့ငှက်တိုက်ကိုယူသွားပါတယ်။ထို့နောက်ကြောင်လေးကိုကိုက်စားပါတယ်။အဲ့ချိန်မှာမြောက်တကောင်ဟာမြင်သွားပြီးတစ်ပင်ဖို့တက်ပါတယ်။ပြီးတော့တင်းငှက်ကိုရိုက်ပါတယ်။ထို့နောက်ကြောင်လေးကိုကဲတင်လိုက်ပြီးသူ့အိမ်ကိုခေါ်သွားပါတယ်။အိမ်ရောက်တော့တင်းငှက်ကိုမိကင်ပါတယ်။ပြီးတော့ထူးထူးစားကြပါတယ်။ညရောက်တော့နှစ်ယောက်စလုံးတူတူအိတ်ကြပါတယ်။မနေ့ကျတော့ကြောင်လေးကိုဖော်ပေးပြီးအိမ်ပြန်လွတ်လိုက်ပါတယ်။ဘိုးဝန်ကလည်းကြောင်လေးပြန်သွားတော့အလွန်ငိုပါတယ်။တစ်ဖက်မှာတော့ကြောင်လေးဟာမုန်တိုင်းငယ်ရင်ဆိုင်နေရပါတယ်။ပြီးတော့ကြောင်လေးဟာရေထဲမှုတ်သွားပါတယ်။အဲ့ချိန်မှာမိကြောင်တကောင်ဟာရောက်လာပြီးကြောင်လေးကိုစားလိုက်ပါတယ်။ကြောင်လေးကလည်းပိုက်ထဲမှာကြောင်နေပါတယ်။ပြီးတော့ကြောင်လေးဟာပိုက်ထဲကိုပုံထောင်လိုက်ပြီးထွက်ပြေးသွားပါတယ်။ဒါပေမဲ့နတ်ကားဟာရောက်လာပြီးကြောင်လေးကိုဖမ်းလိုက်ပါတယ်။ပြီးတော့ကြောင်လေးဟာလွတ်သွားပြီးနားပေါ်ကိုထိုင်လိုက်ပါတယ်။ငါးကလည်းကြောင်လေးကိုအိမ်ထိလိုက်ပို့ပေးပါတယ်။ Part 2 အတွက် comment ရေးပေးပါ